ရွှင်ကျော်အိဆာတရမဟိဒီစီကိုင်းတော်ဂိုင်းမြတ်ကြီးပညာအားခံယူထားကြသောရင်းညာညီကိုမောင်နှမများနဲ့တကွမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ရွှင်ကျော်ဆရာကြီးအဖဆရာကြီးဦးသိန်းစောထွန်းဤသားတပည့်ရွှင်ကျော်ဆရာဦးကိုစံမေဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဝေမျှပေးသွားခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ရဲ့ဆရာကြီးမွန်ပြည်နယ်မှုရုံမြို့ရွှင်ကျော်ဆရာကြီးဦးသိန်းစောထွန်းခေါ်ပညာသင်ရွှေတိုးမှရွှင်ကျော်ပညာခံယူထားကြသောပညာသင်ညီကိုမောင်နှမများအတွက်တည်တင်တည်ထိုက်သောဗဟုသုတများအားဝေမျှထားခြင်းကိုကျွန်တော်အနေနဲ့ဗဟုသုတရရှိစေရန်ပြန်လည်၍ဝေမျှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျဆရာဆိုတာတဲ့အိမ်သားနဲ့အလားသဏ္ဍာန်တူပါဆရာတယောက်လုံးမယ်ဆိုရင်အိမ်သားလို့လာသမျှလူလက်ခံပေးနိုင်ရမဟာပထဝီမြေပြင်လို့ကျင့်သုံးနိုင်ရအိမ်သားဆိုတာကအတိပ္ပယ်ကတော့အိမ်သားဆိုတာကလူသုံးပါအဲ့လိုပဲဆရာဆိုတာလည်းလူသုံးမိမိဒီလူသုံးနေရာကိုရောက်နေတယ်ဆိုတာကိုမိမိကိုယ်တိုင်ကလက်ခံလူမလာပါလေအဲ့လိုလက်ခံနိုင်မှုအတွက်ဘာလိုအပ်တယ်လဲခန္တီသိခန့်တရားလိုအပ်တယ်ဓမ္မတရားအသိလိုအပ်တယ်အဲ့တော့ဘယ်လိုကျင့်ကြံရမှာမြေပြင်လိုကျင့်ကြံရမယ်မြေကြီးတည်တဲ့သူ့ဘောသိပေါက်ချတယ်သူဘာမှမပြောချီးပါချတယ်သူဘာမှမပြောတတွေးထွေးလည်းဘာမှမပြောသူ့ဖနှောင်းတစ်ပေါက်လည်းသူဘာမှမပြောအဲ့တော့ဆရာကြီးတဲ့မြေပြင်လိုကျင့်ကြံနိုင်ရမယ်အဲ့ဒီလိုမှမဟုတ်ရင်မိမိအတ္တကြီးတွေနဲ့တပည့်တွေကငါးစီမလာလို့ငါ့ကိုကလန်နာလားငါ့ကိုကြော်ကြတာလားငါ့ကိုခွာကြတာလားတပည့်တွေမလာတော့အိမ်မှာကတယောက်တည်းဖြစ်ပြောရင်တော့ယောက်ျားလေးဆိုရင်အထီးကျန်တော့မိန်းကလေးဆရာမဆိုအမကျန်နေတာပေါ့အထီးကျန်လို့အမကျန်တာလည်းရှိရမှာပေါ့နော်အဲ့တော့တယောက်တည်းနေရင်တရားဒါပေမဲ့ဝိသိထွက်သိဆိုတော့တရားအမှတ်လေးနဲ့မနေနိုင်ဘူးဟမ်တပည့်တွေကငါးစီမလာကြဒီကောင်တွေကငါ့ကိုကြော်နေကြတာလားခွာနေကြတာဒီကောင်တွေကဘာကောင်နေလဲငါတန်းစကြီးမှသိရနေဒီကောင်တွေကငါ့ကိုအပြစ်ကပြုတ်နေတာဘာလို့မလာတာလဲအဲ့ဒီလိုတယောက်တည်းနေပြီးမတရားဖြစ်နေတော့ဆရာကတရားမဟုတ်မတရားဖြစ်နေမတရားဖြစ်နေတဲ့ခါကျတော့မိမိရဲ့ရင်ထဲမှာဒေါသလှိုင်းတဘိုးတွေနဲ့မြစ်စရာစိတ်တွေများတယ်တပည့်တွေဘာလို့အကောင်းမမြင်နိုင်တော့အဲ့ဒါဘာလဲအခြေခံကိုချင်းစာတရားဒီခေတ်ကြီးမှာလူတိုင်းဒီစာဝတ်နေရေးအတွက်ကြိုးစားလှုပ်ရှားရုန်းကန်နေရသူတို့မှာအားရခြင်းရှိမယ်မာရခြင်းလေးရှိမယ်ကဲအားလက်တဲ့ချိန်မှာလဲကျန်တဲ့ချိန်မှာစာဝတ်နေရေးအတွက်ရုန်းကန်နေကြသလိုအားလက်တဲ့ချိန်မှာလဲသူတို့ရဲ့ဇနီးမယားသမီးသားလေးတွေနဲ့သူတို့ပျော်ပျော်ရွှင်ရွှင်နေကြအောင်ပါပေါ့ကိုချင်းမစားပဲနဲ့ငါစီဘာကြောင့်မလာကြတာလဲဆိုပြီးတော့တပည့်တွေကိုဗီဒီယိုအာနာတွေနဲ့သုံးနေရင်တော့သိကြပါတယ်အဲ့ဆရာကြီးအတ္တဆရာပဲမကြခင်အဖွဲပြိုသွားလိုက်မယ်ကျေးဇူးတင်ပါတယ်အင်းညမင်းညပစ္စယောတဲ့တကယ်တော့လူတွေကအပြန်လှန်တီးမိပြီးတော့အကျိုးပြုနေကြအရင်ကြီးဘာသာပြန်တာပေါ့တကယ်တော့ကျတော့အပြန်လှန်တီးမိပြီးအသုံးချနေကြငါဆရာပဲမမတက်လိုက်နဲ့တပည့်ရှိမှဆရာဖြစ်တယ်အဲ့ဒီလိုပဲတပည့်ဒီလဲဆရာရှိမှတပည့်ရှိတယ်အဲ့ဒီတော့အင်းညမင်းညအပြန်လှန်တီးမိပြီးတော့အသုံးချနေကြအကျိုးပြုနေကြဆရာတယောက်စီမှာသူတို့လိုချင်တာအသုံးချစရာမရှိတော့ဘူးဆိုရင်အဲ့ဒီတပည့်တွေလာမှာမဟုတ်အဲ့ဒီတပည့်တွေကမိမိစီကိုလာရင်ပညာရမှာဒါမှမဟုတ်ဘုသူတ္တရမှာပညာဘုသူတ္တမပေးနိုင်ဘူးဆိုရင်တော့သူတို့ရဲ့ဆရာအိမ်ကိုရောက်လာရင်စိတ်အေးချမ်းခြင်းစိတ်ချမ်းသာခြင်းပျော်ရွှင်ခြင်းကိုပေးနိုင်မှာဆရာရဲ့မေတ္တာတရားတွေအဲ့ဒါတွေမှမပေးနိုင်ဘူးဆိုရင်သိကြပါတယ်
အပြန်အလှန်အသုံးချလို့မရအသုံးချလို့မရတော့တာဖြစ်တဲ့အတွက်အဲ့ဒီဆရာစီကိုဘယ်တစ်ပည့်မှလာမှာမဟုတ်တော့ပါဘူး